ထားသွားခြင်းရဲ့အခါကျွန်တော်တို့ဘလောက်ချစ်ခဲ့တာပါဆိုတဲ့အကြောင်းတွေကိုလေသူသိကျင်တော့မှမဟုတ်ဘူးပေးဆက်ခဲ့တာတွေနစ်နာခံခဲ့တာတွေကပြန်ပြောပြလေလေသူ့အတွက်တော့ဟာတာတစ်ခုတာတာပါပဲထားသွားခြင်းရဲ့အခါကိုဘလောက်ပဲကောင်းအောင်လုပ်ပြီးအရာရာကအလကားပါပဲပြီးတော့လေအပေါ်တက်ပါပဲဘလောက်ပဲကောင်းအောင်နေသူတို့အမြင်မှာတော့ကိုဟာလေလူဆိုးတစ်ယောက်ပါပဲထားသွားခြင်းရဲ့အခါလေစကားတွေပြောနေခြင်းမိတဲ့ကိုဟာအပြစ်တွေအများကြီးကျူးလွန်နေမိတယ်လို့ဖြစ်တတ်တယ်စာရီပို့နေမိတဲ့ကိုဟာအနောက်ရှက်တွေအများကြီးပေးမိတယ်လို့ဖြစ်သွားတတ်တယ်အေးဆက်နေတဲ့ဆက်ဆံရေးကိုရွေးထွေးခြင်းနေမိတဲ့ကိုဟာစောက်ပူတွေလောက်တာဖြစ်သွားတတ်တယ်ဖတ်သွားမှာဆိုလို့ဆွဲကင်ထားမိတဲ့အခိုက်အတန့်တွေကလေတန်မိုးတွေအများကြီးကြားခဲ့ရုံတက်ပေါ့ထားသွားခြင်းရဲ့အခါလေကိုချစ်ခဲ့ပါတယ်ဆိုတာတွေကောနှစ်တွေဘလောက်ကြာခဲ့တယ်ဆိုတဲ့အချိန်တွေကောမျောလင်းခဲ့တဲ့အိမ်မက်တွေအကြောင်းတွေရောသူမရှိရင်မဖြစ်တဲ့ကိုအကြောင်းတွေရောသူဘာမှသိကျင်တော့မှမဟုတ်ဘူးလေအရာရာကအရင်ကားထက်အေးဆက်ပြီး၆ကတ်သွားမှာပါပြီးတော့လေမချစ်ချင်တော့ဘူးဆိုတဲ့စကားနဲ့အကြောင်းပြချက်တွေအများကြီးမရှိလေထားသွားခဲ့တာပါပဲ